အာနာလူတယောက်ကိုအငင်းဆုံးပို့ပေးနိုင်တယ်လို့အနက်ဆိုင်ဆုံး၆ထဲကိုလည်းတွင်းပို့နိုင်စွမ်းရှိပါတယ်။ကုန်းပုံရာဇဝင်မှာဩဇာအရှင်ဤဝါအကြီးမားဆုံးနဲ့အငင်းပွဲဖွယ်ရအကုန်းဆုံးမိဖုရားတစ်ပါးရှိခဲ့ပါတယ်။သူကတော့နမ်းမတော်မင်းနူပါ။ဖလန်ကုန်းရသူဘွားကနေပကြီးတော်မင်းတရားရဲ့မိဖုရားကောင်ကြီးဖြစ်လာတဲ့အခါမင်းနူရဲ့နှလုံးသားဟာမာနတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။မောင်တော်ဆလီမင်းသားကြီးမောင်အိုနဲ့ပူပေါင်းပြီးနန်းသွင်းအာဏာကိုလက်ဝါးကြီးအုပ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့ဒီတက်လန်းဟာပန်းခင်းတဲ့လမ်းမဟုတ်ခဲ့ပါဘူး။အာဏာတီးမြန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာပြိုင်ဘက်မူမတ်တွေဆွေတော်မျိုးတော်တွေရဲ့သွေးတွေနဲ့ရွှဲဆိုနေခဲ့ရပါတယ်။သူမဟာပြိုင်ဘက်ကိုတုတ်တင်ရမှာရက်ဆက်မှုအနိုင်မဲ့သူလို့တမိုင်းမှာမတန်းတင်ခံခဲ့ရပါတယ်။အာဏာရဲ့ထိတ်ဆုံးကိုရောက်နေပေမဲ့မင်းနူးရဲ့စိတ်ထဲမှာတော့အာကုတိုဘီကိုကြောက်ရွံ့တဲ့အရေးမဲတွေဖုံးလွှမ်းနေခဲ့ပါတယ်။ဒါကြောင့်မိမိကျူးလွန်ခဲ့တဲ့အပြစ်တွေကိုဆေးကြော်ဖို့မဟာအောင်မြေပုံစံဆွဲအုတ်ချောင်းကြီးကိုအင်းဝါမှာတည်ထားခဲ့ပါတယ်။ယနေ့တိုင်ခိုင်ခန့်နေတဲ့ဒီချောင်းတော်ကြီးဟာမင်းနူးရဲ့တိတ်တဆိတ်နောင်တရက်နဲ့ကုသိုလ်ဖြင့်အာနာရဲ့အဖြစ်ကိုဖုံးကွယ်လို့တဲ့စန္ဒာတွေကိုကိုစားပြုနေသလိုပါပဲ။ထောင်ရှိတိုင်း39ခုနှစ်တာယာဝတီမင်းနန်းတက်လာတဲ့အခါမှာတော့ကန့်ကြမာပြီးဟာပြောင်းပြန်လဲခဲ့ပါပြီ။အချင်းစံဖွာရောက်ခဲ့ရသလိုထောင်ရှိတိုင်း40ပြည့်နှစ်မှာတော့ကွက်မြက်ဖို့စီရင်ချင်းခံခဲ့ရပါတယ်။ဒီဘေးနဲ့ရင်ဆိုင်ရခြင်းမှာတော့မင်းနူဟာမတုံးမလို့ပဲရဲဝံ့ရင်ဆိုင်ခဲ့ပါတယ်။သူမရဲ့နောက်ဆုံးတောင်းဆိုချက်ကတော့ငါကိုတတ်ချင်တတ်ပါဒါပေမဲ့ငါသားသမီးတွေကိုတော့မတတ်ပါနဲ့ဆိုတဲ့ဤခင်မေတ္တာပါပဲ။နမ်းမတော်မင်းနူရဲ့ဘဝဟာအာနာဆိုတာမမြဲကြောင်းနဲ့ကျူးလွန်ခဲ့တဲ့ကံတရားဟာတနည်းမှာပြန်လဲကြိုးဖေးတတ်တယ်ဆိုတာကိုတမိုင်းဝင်သင်ခန်းစာပေးသွားခဲ့ပါတယ်။ယနေ့အင်းဝါကမင်းနူအုပ်ကြောင်းကြီးကိုမြင်တဲ့အခါပရိသတ်ကြီးရောဘာကိုတတိယမိပါသလဲ။ဘဟုတုတာဖြစ်ဖွယ်တမိုင်းကြောင်းတွေကိုဆက်လက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။